ကလဘဲကိုရေဆေးပြီးတော့ရေစိမ်ထားပါမယ်အနည်းဆုံး3နာရီဟိုကျွန်တော်ကတော့ညရေစိမ်ပြီးရေခဲတင်းမှာထည့်ပြီးမနေ့မှပဲဘလန်ဒါနဲ့ပဲကိုကြိတ်ပါမယ်ကမန်းချေပေါ့စက္ကန့်9လောက်ထည့်မယ်ရေကတော့9လောက်ကမန်းချေထည့်လို့ရပါတယ်ဒီရေနဲ့တော့စက္ကန့်မနိုင်ဘူးရေပုံမှန်ပေါ့အဝတ်စာပပနဲ့ကျွန်တော်ဆင်းရလောက်ထားပါတယ်ရပြီစစ်မယ်ထောက်နေမယ်ပေးရများတဲ့အတွက်ကြောင့်နောက်တစ်ခေါက်ထပ်ပြီးတော့မှချိန်မယ်ပေးကုန်တယ်ဒီချိန်ပါမယ်ဒုတိယတစ်ခေါက်ပေါ့ခင်ဗျာပေးရများတော့တယ်ဒီနေ့အဲ့ဒီထဲမှာပဲစုထားပါရပြီဟိုနောက်ပြီးတော့မှခဲအရင်စစ်ပါမယ်အကြီးထည့်ရလဲပြောလိုက်တယ်နောက်တော့ရေကတော့ဘယ်လောက်ပဲထည့်ထည့်ရပါလေထည့်ပြလိုက်ပါရေကောင်းလာပြီစိတ်မနေနဲ့ရပါထပ်ထည့်လိုက်အောင်ဒါဒုတိယရေတတိယရေအထိလောက်လို့ရပါတယ်ဒီတိုက်တယ်ထည့်ရရေကတော့ကြိုက်လောက်ထည့်များလေးကောင်းတယ်ကျွန်တော်နောက်အနစ်ကိုပဲယူအဲ့ပဲရကြည့်ပဲကအနစ်ရတာကောင်းလာပြီသူနည်းနည်းဖြူလာပြီโอเคရပြီဒါဆိုရင်အဲ့တော့ပြစ်လိုက်ပြီးပါပြီဒါကတော့ပြစ်လိုက်တော့ဝက်ကျွေးလို့ရပါတယ်တော့မဟုတ်လဲမုံလောက်တတ်တဲ့လူကတော့တစ်ခုခုလောက်ပါပထမအရေးဒုတိယအရေးခမန်းချေ3နာရီလောက်အနေထိုင်ထားရင်တစ်ခုလောက်လို့ရโอเคပထမအရေးနဲ့ဒုတိယအရေးမှာရာသီဥတုအေးရင်တော့ဒီတိုင်းထားလို့ရပါတယ်ရာသီဥတုပူရင်တော့ရေခဲတစ်တာထဲမှာထည့်ပြီးတော့အနည်းဆုံး3နာရီလောက်တိတ်ထားလိုက်ပါတည4နာရီလောက်တော့စစ်ထားပြီးပြီဒုတိယအရေးကိုပြစ်လိုက်ပါမယ်ဒီကြရေမသုံးပါဘူးပြစ်လိုက်တော့အောက်မှာခဲအနှစ်လေးတွေကျန်နေတယ်အဲ့ဒီအနှစ်ကိုတော့ထိုဘူးလောက်တဲ့ခါမှာသုံးတော့အနှစ်တွေအခဲအမာကြီးဖြစ်နေတယ်အဲ့ဒါတွေကိုစုထားပါပထမအရေကိုပြစ်လိုက်တော့အထဲမှာအခဲရလာပြီအဲ့ဒီအခဲတွေကိုအမာကြီးပဲဒီလိုတိတ်လေယာတွေရလာပြီတိတ်မကတ်နိုင်ဘူးကြောင့်ရပြီလို့တိတ်လေယာတွေကိုဒါတွေကိုလေယာကိုချိန်မယ်Okay. 171 180 gram ရတယ်အခဲက180 gram
1ခွန်1အမြောက် 4.5 ဆိုတော့ရှင်769.5 969 gram ကအရေးဒါမလို့969ဆိုရခုနကယူထားတဲ့အခဲနဲ့ပြန်ပြီးတော့ရောလိုက်အားလုံးပြန်ပျော်သွားအောင်မွေလိုက်အဲဒီထဲကို အကုန်ပြောင်းတော့မယ်ဆိုတော့ အကုန်လုံးပျော်သွားတယ်မြေလေပြမယ်ဆနမောကနည်းနည်းအယောင်လေးလောက်အောင်နော်စားကနည်းနည်းဒါတော့ကိုကြိုက်လောက်ထည့်လို့ရပါတယ်ကျွန်တော်တို့စားသိမ့်မစားတဲ့အတွက်ကြောင့်နည်းနည်းပဲထည့်ပါအဲ့ထဲလဲရမယ် ကိုပဲလဲမယ်နော် non stop ပထမတော့မခဲသေးဘူးဆိုတော့ဖြည်းဖြည်းပဲလဲထားလို့ရတယ်ဒီမှာပြလို့တစ်ဖက်ပဲလဲရတယ်ဆက်လိုက်တာနည်းနည်းလေးတော့မီးနည်းနည်းလျှော့လိုက်မယ်ပြစ်လိုက်ဆိုမီးနည်းနည်းလျှော့ပြီးတော့ဆက်မွေးမရဘူးမပတ်တဲ့ပေါ်နေဘူးဖြစ်လာပြီဆက်မွေးရင် ကြာလည်းမင်းကောင်းမယ်ပဲ ကြာမွေးလေးကောင်းနေတယ်ခဲလာရင် one direction နော် ထိုဖူအနှွေးစားမယ်ဆိုရင်တော့ခုနကကြံတဲ့အရည်ကိုများများထပ်ထည့်လိုက် ထိုဘူးနွေးကြောင့်မပြောနဲ့ ။အော်ရတယ်လေ။ဒီမှာဘာလို့မပြောရမလဲ ထိုဘူးနွေးဘယ်သူမှမစားဘူး ။ကိုလျင်အောင်နောက်ရှိတယ်။ကိုလျင်ကနင်းသက်စာတတ်တယ်။ကိုတီဟာလည်းနင်းသက်စာတတ်တယ်။ဒီမှာ တူတူပဲအကြောင်းနဲ့အောင်နေစီ နော်သူတို့ကလက်လုံနေရလုံမလို့။ဒီမှာထိုဖူနှွေးအတွက်ဆိုဒီမှာလဲလိုက်ရင်တီလက်ဆဆိုတီလေဒီမှာလှုပ်လိုက်ရင်အရာတော့တောင်လေးကြံနေလားတောင်ပုံလေးကြံနောက်မှရှင်းသွားလေ။လဲလိုက်ရင်သူပုံကြံနေတယ်။ဒါဆိုရင်ထိုဖူအတုံးဖြစ်တာသိချပြီ။ဒီမှာဆက်နေလိုက်။မြေနဲ့ခုလည်းရနေပါပြီမန်တော်တော်အမီအေးနဲ့မွေတာများလေစီးလေပေါ့ဟိုဟုတ်လားထိုဖူဖြစ်တော့ပြီခင်ဗျာထိုဖူဖြစ်တော့ဒါဒီကောင်ဒီထဲမှာထည့်လိုက်ပေါ့ထည့်ပြီးတော့ဒီတိုင်းပစ်ထားပြီးအေးတော့ရင်ထိုဖူကြော်စားလို့ရပြီ ဆောင်းလိုက် မရဘူးပြစ်တယ် ရ ပြီးသွားပြီခင်ဗျာထိုဖူဖြစ်သွားပါပြီဒါကိုရေးတဲ့ထီဒီတိုင်းထားရင်တနိုင်လောက်ဆိုရင်ကြော်စားလို့ရ ပဲပြီနော် ဆိုင်ရနာရပြီကြော်ခါနီးဖြတ်တဲ့ခါနှစ်နီးရှိပါတယ်တနည်းကဒီမှာအခောက်နော်โอเคနောက်ပထမတနည်းကအခောက်ကို vertical အတိုင်းဒီမှာအခောက်လေးတွေကျန်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုကျိုင်းလုံးစပွားကြီးပေါ့ဗျာစပွားကြီးလန်ကသူကြော်တဲ့ခါမှာဖြစ်တယ်လို့မျိုးအညောင်းညောင်းအကွဲကွဲလေးတွေနဲ့ဖြစ်လာနောက်တနည်းကတော့ဒီအခောက်အတိုင်း horizontal အတိုင်းဒီလိုဖြတ်ပြီးတော့ကြော်မှာအခောက်ကိုပါဒါဆိုရင်ကျွန်တော်တို့အင်ထီယာကြော်တယ်လို့နည်းနည်းပွားပွားလေးအရှိရောနောက်ပွားပွားလေးနဲ့ဖြစ်လာတဲ့နည်းပေါ့ခင်ဗျာကဲသုံးဆောင်ကြပဲမနေ့ကလောက်တဲ့ထိုဖူးပါကြော်လိုက်ပြီးစားတော့မယ်ဖြတ်ပုံဖြတ်နီးနဲ့ဖြတ်ပုံပေါ်မှာတီးပြီးတော့ထိုဖူးကအရာနည်းနည်းပုံစံပြောင်းနေဒါအထောင်လိုက်ဖြတ်လို့ရှိရင်အခုဒီလိုမျိုးကွဲကွဲလေးဖြစ်တယ်